အသက်23နှစ်ပြည့်မွေးနေ့မှာရေရှားပါနေတဲ့ကြေးရွာအတွက်ရေအလူတော်နဲ့ကုသိုလ်ယူလိုက်တဲ့မေတ္တာဆွေမြန်မာတန်စင်တချင်းအေးလေးတွေနဲ့ပြည်သက်အသေးဆွဲဖြစ်တဲ့အဆိုတော်မေတ္တာဆွေဟာ2026ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာကြာရောက်တဲ့သူမရဲ့23နှစ်ပြည့်မွေးနေ့မှာတော့အလုံးမမြတ်လာတဲ့ရေဒါနအလူတော်ကြီးကိုပြုလုပ်ခဲ့ပါတယ်။မေတ္တာဆွေနဲ့မိခင်ဖြစ်သူဒေါ်နုနုဆွေမိသားစုတို့ဟာရေရှားပါမှုတန်းကိုအလူလဲခံစားနေရတဲ့မော်လမြိုင်ကျိုးမြို့နယ်အမှတ်73ရပ်ကွက်မှာရေကြိုရင်းတွင်ကိုအောင်မြင်စွာတူးဖော်လှူဒန်းပေးခဲ့တာဖြစ်ပါတယ်။ဒီရက်ကွက်လေးဟာအင်ဂျီ240ကျော်ရှိပြီးတော့လူဦးရေ900နီးပါးနေထိုင်တာဖြစ်ပေမဲ့တောက်သုံးရေအတွက်ချောင်းရေကိုသာအားကိုးနေရတဲ့ရက်ကွက်လေးပါ။နောက်ပိုင်းမှာချောင်းရေကဓာတုစွန့်ပစ်ပစ္စည်းတွေကြောင့်တောက်လို့မရတော့ပဲလူရသည်ဆိုရင်ရေအတွက်အတော်လေးဒုက္ခရောက်ခဲ့ကြရတာပါ။အခုတော့မေတ္တာဆွေရဲ့မွေးနေ့အလူဖြစ်ပေအနက်980အထိအပင်ပန်းခံတူးဖော်ခဲ့ရကနေတန်မိုးရှိတဲ့ရေကြိုရေတန်းကိုရရှိသွားခဲ့ပြီဖြစ်လို့တရက်ကွက်လုံးပျော်ရွှင်နေကြပါတယ်။မေတ္တာဆွေဟာပရိသတ်တွေချင်းမြင့်တဲ့အနုပညာကြီးတွေကိုစုဆောင်းပြီးပရိသတ်တွေကိုအကျိုးရှိရှိပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါတယ်။ရွာသူရွာသားတွေကလည်းသူမရဲ့မွေးနေ့အလူကိုဂုဏ်ပြုတဲ့အနေနဲ့ရေလောင်ကန်လေးကိုဝိုင်းဝန်းတည်ဆောက်ကြသလိုအမတ်တရားသစ်ပင်လေးတွေလည်းစိုက်ပျိုးခဲ့ကြပါတယ်။အေဂျင့်နဲ့အတန်ပိုင်ရှင်လေးမေတ္တာဆွေတယောက်အခုလိုအေးများတဲ့ရေလူကုသိုလ်ထူကြောင့်ဘဝလန်းခရီးမှာအေးအေးချမ်းချမ်းနဲ့အောင်မြင်မှုတွေဇက်တိုက်ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။